နှလုံးသားထဲမှာစွဲပြီးနေတာအမမအော်ချစ်စရာမျက်နှာဒီကဘာမှာလာဆုံးတင်တာအသေးတွေကထက်ခါထက်ခါရင်ပတ်ချီတာလုံချိုးသွေးတာအဆုံးတတ်တိုင်းမမုန်းတဲ့ချစ်မဲ့အဆုံးတတ်တိုင်းမမုန်းတဲ့ချစ်မဲ့အမေကနော်ချွေးမလာမီမို့အရင်ကိုချစ်မတဲ့ကိုချစ်မတောင်းနေအောင်စဘူးရကောင်းလိုက်တာမင်းမြန်တို့ခေလို့ဆက်ရှင်စင်တို့တဲ့ကိုကောင်းပါလားကျေးဇူးများကြီးတင်ပါတယ်တံမိုးလေးထားတယ်လို့တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်မှန်ပါဗျာမိတို့ပဲဆိုစီကမူအောင်စဘူးကိုအားပေးရတဲ့ဇက်တပင်နဲ့ပတ်သက်တဲ့အင်္ဂါရက်လေးတွေတင်ဆက်မှုတွေကိုအခုလိုစိတ်ပါဝင်စားစွာနဲ့ဇက်တပင်အတွက်အားပေးခဲ့ကြတဲ့အတွက်တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်အောင်မြင်မှုတွေဘလောက်ပဲရည်ရှိတည်တတ်သည်ဖြစ်စေမတည်တတ်သည်ဖြစ်စေကျွန်တော်ကြောင့်ဇက်တပင်ကိုတည်သွားရတယ်ဆိုတဲ့အရာမျိုးစကားမှားတော့ရင်ခွတ်လို့ကျွန်တော်ကြောင့်ဇက်တပင်ကိုတည်သွားတယ်ဆိုတာကျွန်တော်ကိုလာအားပေးတဲ့မိသားစုတော်တော်များများသည်ဇက်တပင်ကိုမကြည့်ဘူးတဲ့သူများပါတယ်ဒါကြောင့်မို့ကျွန်တော်ကိုလာပြီးတော့အကဲကက်ကြည့်ရှုရင်းနဲ့ဇက်တပင်ကိုသိရှိသွားတယ်ဆိုတဲ့အရာမျိုးကိုပြောတာပါကျွန်တော်ကြောင့်ဇက်တပင်ကိုသိသွားတယ်ဆိုတဲ့အရာမျိုးမဟုတ်ဘူးဟုတ်ပါဘူးခင်ဗျာမှားမှာဆိုလို့နော်ဟုတ်တယ်ဆိုကြရဇက်တပင်ရဲ့ဒါကလည်းကျိုးပြောတာဇက်တပင်ရဲ့ရေးသူကအဖေအမေနဲ့အဖေနဲ့တခါတည်းတွဲပြောတခါတည်းပြောရတယ်ဝိပုံစားမဟုတ်ရင်အထနာကောက်ပြီးတော့လုံလို့အဲ့လိုကြီး